ကန်ရာဇဝင်မှာထင်ရှားခဲ့တဲ့နရတိဟပတိမင်းအမျက်ဆောင်မှန်ကြီးပြီးစီးစိမ်ရမှုတတ်တဲ့ဘရင်တစ်ပါးပါနွေလာရသည့်ရေဖြန်းကစားပွဲမင်းကြီးဟာမျက်စိအထိတဲတန်းလျက်ရှိကြီးတွေထိုးပြီးပျော်ပါလေးရှိပါတယ်မင်းကြီးရဲ့အမိန့်နဲ့မောင်းမငယ်တဦးကမိဖုရားစောလုံကိုရေနဲ့ပတ်လိုက်ပါတယ်ရေမုန်းပြီးအဆက်တကွဲဖြစ်နေတဲ့စောလုံကိုကြည့်ပြီးမင်းကြီးကတဟားဟားနဲ့ရေမောနေပါတယ်အလှကုန်နဲ့မမာနာကြီးတဲ့စောလုံဟာအညိုတေးထားပြီးမင်းကြီးရဲ့ပွဲတော်စာမှာအစိတ်ခတ်ပါတော့တယ်ဒါပေမဲ့အစိတ်ခတ်မှုဟာပေါ်ပေါက်သွားခဲ့ပါတယ်မင်းကြီးဟာအမျက်ဒေါသချောင်းချောင်းထွက်သွားပါတယ်စောလုံကမင်းကြီးရဲ့မျိုးရိုးကိုပန်းပုတ်တီမြေလို့ဆဲရီပြီးသူမောက်ကိုအဆက်ခွဲခဲ့တာကိုပြန်လဲတုံ့ပြန်ပါတယ်မင်းကြီးဟာတီးမခံနိုင်တော့ပဲစောလုံကိုတန်ကျက်စင်တင်ပြီးမိတိုက်တက်ဖို့အမိန့်ချလိုက်ပါတယ်9 ရက်ပတ်လုံးတီလာဆောက်တီပြီးမှစောလုံဟာမိဘုံထဲမှာအနေဆရောက်သွားခဲ့ပါတယ်စောလုံမရှိတော့တဲ့နောက်ညတိုင်းမှာမင်းကြီးဟာစောလုံလို့ရောင်ရမ်းတန်းတနေပါတော့တယ်အတ္တနဲ့ဒေါသမီဟာကိုချစ်ရသူတွေကိုပါလောင်မြိုက်တတ်တယ်ဆိုတာဒီသမိုင်းကသင်ခန်းစာပေးနေပါတယ်